မိုဘိုင်းကြီးချန်ထဲမှာအမြင်ကတ်စရာအကောင်းဆုံးနဲ့လေးတိုက်လို့အကောင်းဆုံး emote 5ခုနံပါတ်5နေရာမှာရှိနေတဲ့ emote ကတော့ဒီလက်ညှိုးထိုးပြီးတော့ဟာလို့ရည်နေတဲ့ emote ပဲဖြစ်ပါတယ်ဒီ emote ဆိုရင်တော်တော်လေးအမြင်ကတ်စရာကောင်းတယ်လို့လေးတိုက်လို့လည်းကောင်းပါတယ်နံပါတ်4နေရာမှာရှိနေတာကတော့ next level bro လို့ခေါ်တဲ့ emote ပဲဖြစ်ပါတယ်ဒီ emote ဆိုရင်တော့ enemy တွေကိုတတ်လိုက်တဲ့အခါမျိုးဒါမှမဟုတ် enemy တွေ surrender ပေးသွားတဲ့အခါမျိုးတွေမှာဒီ emote လေးကိုပြလို့ရှိရင်တော်တော်လေးကိုအမြင်ကတ်စရာကောင်းပါတယ် Next level bro နံပါတ်3နေရာမှာရှိနေတဲ့ emote ကတော့ Navi Indo ရဲ့ကောင်မလေးပြောင်နေတဲ့ emote ပဲဖြစ်ပါတယ်ကို့အတင်းကမနိုင်ရတဲ့အထဲ enemy ကနေပြီးတော့ဒီလို emote မျိုးလာပြလို့ရှိရင်တော်တော်လေးကိုလောင်ပါတယ် la he he နံပါတ်2နေရာမှာရှိနေတဲ့ emote ကတော့ Tin Liquid Indo ရဲ့ ZZZ ဆိုတဲ့ emote ပဲဖြစ်ပါတယ် enemy နဲ့ဘိုင်ဝမ်းဆွဲနေတဲ့အချိန်မျိုးမှာကိုကနိုင်သွားလို့ရှိရင်တော်တော်လေးကိုလေးတိုက်လို့ကောင်းပါတယ်နံပါတ်1နေရာမှာရှိနေတာကတော့ Tin Liquid ဖိလစ်ပိုင်ရဲ့ဒီငိုနေတဲ့ emote လေးပဲဖြစ်ပါတယ် enemy တွေ white out ဖြစ်သွားတဲ့အခါမျိုးမှာတွေးကန်တဲ့အထိသွားပြီးတော့ဒီ emote လေးကိုပြရတာတော်တော်လေးကိုအရသာရှိပါတယ်ဒါနဲ့ brother တို့တွေစီမှာရောအခုလို emote တွေရှိနေကြပြီလား